အားလုံးပဲမင်္ဂလာပါလို့ကြိုဆိုလိုက်ပါတယ်ဗျာဒီမှာဆိုလို့ရှိရင်တော့ဒီ content monetization ပွဲအောင်လုပ်နေပေါ့နော်ကိုယ့်ရဲ့ Facebook တွေကိုပတ်စာရအောင်ရှာနေပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီ content monetization ပွဲဖို့အတွက်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ page ကိုဝယ်လာလိုက်ပေါ့နော်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီ professional dashboard ဆိုတဲ့နေရာပေါ့နော်အဲ့နေရာလေးကိုနှိုက်လိုက်ပါအဲ့နေရာလေးကိုနှိုက်လိုက်တော့ဒီနေရာကိုရောက်လာမှာပေါ့နော်ဒီနေရာကိုရောက်လာတယ်ဒီဘက်ကိုဆွဲလိုက်ပြီးတော့ဒီမှာဒီ monetization ဆိုတဲ့နေရာပေါ့နော်အဲ့ monetization ဆိုတဲ့ဒီနေရာလေးပေါ့နော်ဒီ monetization ဆိုတဲ့နေရာကိုနှိုက်ဝင်လိုက်ပေါ့နော်အဲ့ monetization ဆိုတဲ့နေရာလေးကိုနှိုက်ဝင်လိုက်မယ်ဒီနေရာကိုရောက်လာမှာပေါ့နော်အခုကတော့ဒီမှာ start ပဲပွက်နေသေးတယ်ဒါတွေကတော့အလုံးပိုက်ထားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ rate တွေကိုလည်းပိုက်ထားတယ် bonus တွေကိုလည်းပိုက်ထားတယ်ပေါ့နော်ဒီအခုပွဲလာလို့ရှိရင်လည်းဒီနေရာကနေပြီးတော့ပိတ်စမပေးတယ်ပေါ့နော်အခုကတော့ဒီ2025 second share ရဆိုလို့ရှိရင် content monetization by only ပဲဖြစ်နေရပေါ့နော်အဲ့တော့ကိုကြိုက်တဲ့နေရာတစ်ခုကိုနှိုင်းလိုက်ပေါ့နော်အဲ့လိုနှိုင်းလိုက်တာနဲ့ဒီကိုရောက်လာနိုင်မယ်ဒီကိုရောက်လာပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ lammo ဆိုတဲ့နေရာပေါ့နော်ဒီ lammo ဆိုတဲ့နေရာလေးပေါ့နော်အဲ့ lammo ဆိုတဲ့နေရာလေးကိုနှိုက်ပြီးတော့ဝင်လိုက်ပါ lammo ဆိုတဲ့နေရာလေးကိုနှိုက်ပြီးတော့ဝင်လိုက်တာနဲ့ဒီကိုရောက်သွားလိမ့်မယ်ပေါ့နော်ဒီကိုရောက်သွားတာနဲ့ဒီမှာဆိုလို့ရှိရင် how to enjoy ဆိုတဲ့နေရာပေါ့နော်ဒီ how to enjoy ဆိုတဲ့နေရာပေါ့နော်အဲ့ဒီမြားလေးပေါ့နော်ဒီမြားလေးကိုနှိုက်လိုက်ပါအဲ့မြားလေးကိုနှိုက်လိုက်ရတယ်အခုလိုနေရာရောက်လာလိမ့်မယ်အခုလိုနေရာရောက်လာတာနဲ့ဒီမှာဆိုလို့ရှိရင်ဒီဟင်းရဆိုတဲ့နေရာပေါ့နော်တချို့နေရာတွေမှာတော့သက်ဖိုင်လို့ပေါ်တယ်ဒါထုံးတလုံးနဲ့တလုံးပဲနဲ့တူပေါ့နော်နေရာတနေရာနဲ့တနေရာအဲ့ဒါကိုလည်းပဲသတိရခေါ်လို့တယ်ဒီမှာအပေါ်ကနေရာလေးဝယ်လေးရတယ်ပေါ့နော်ကိုကတော့ဒီရပဲဝယ်ပြန်မယ်ဒီမှာဆိုလို့ရှိရင်ဟင်းရဆိုတဲ့နေရာလေးကိုနှိုက်လိုက်မယ်ဟင်းရဆိုတဲ့နေရာလေးကိုနှိုက်လိုက်တာနဲ့ဒီနေရာကိုရောက်သွားမှာပေါ့နော်ဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ email ကိုထည့်ပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ email ဆိုတာဒီအခုဒီ Facebook page ကိုသုံးတဲ့ email ပေါ့နော်အဲ့ဒီ email ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါကတော့ပထမရှက်ပေါ့နော်နောက်ဒုတိယရှက်ကဒီကိုယ့်ရဲ့Facebook အကောင့်ရဲ့ URL ပေါ့နော် Facebook အကောင့်ရဲ့ URL ကိုထည့်ပေးရမယ်ဒီမှာဆိုလို့ရှိရင်Facebook အကောင့် URL လို့ပဲသုံးထားတာပေါ့နော်သူက page URL လို့မဟုတ်ဘူးဒါမှဒီမှာ coordinate တွေရတာဒီ page ကိုလောက်မယ်ဆိုလို့ရှိရင် page URL ပေါ့နော်အကောင့်ကို professional dashboard ပြောင်းထားတယ်ဆိုလို့ရှိရင်တော့ professional အကောင့်ရဲ့ URL ပေါ့နော်နောက်ပြီးအကောင့်ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီကိုမှတက်တော့ရှယ်တက်တော့ထည့်ပေးလိုက် YouTube ရှယ် YouTube ကိုထည့်ပေးလိုက်လို့ရတယ်ပြဿနာမရှိဘူးပေါ့နော်အဲ့ဒါလေးအကလုံးထည့်ပေးသွားပြီဆိုလို့ရှိရင်ဒီနေရာလေးကိုနှိုင်းလိုက်ပေါ့နော်ဒီ let do this ဆိုတဲ့နေရာလေးပေါ့နော် let do this ဆိုတဲ့နေရာလေးကိုနှိုင်းလိုက်ပါအဲ့ဆိုလို့ရှိရင်ဒီသူတို့တပုတ်ကြတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီနေ့ရဲ့အတွင်း3ရက်အတွက်တစ်ပတ်အတွက်မှာကိုယ်အဲဘိုင်လောက်လာလိမ့်မယ်ပေါ့နော် content monetization ပေါ်လာလိမ့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒါကိုနားလည်ဖို့လိုတယ်နားလည်ဖို့လိုတယ်ဆိုတာဒီတချို့တွေကတော့ဒီ follower တွေတတ်မှတ်ချက်မရှိဘူး view တွေတတ်မှတ်ချက်မရှိဘူးလို့ပြောနေကြတယ်ဒါပေမဲ့ကိုယ်တွေနားလည်တော့ဆိုလို့ရှိရင် view ကောင်းတယ် follower များတယ်အဲ့လိုပြောဖိုင်နေတယ်အဲ့ဒီပုံစံမျိုးပေးတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အရာမြန်တယ်ပို့ပြီးတော့ပွက်တာများလိုက်မယ်ကိုယ်တွေကတော့အဲ့လိုပဲထင်တယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုလဲပွက်လေးဆိုတာတော့ကိုယ်တွေလေးသိကြမသိသေးဘူးအဲ့တော့ဒီမှာဆိုလို့ရှိရင်တော့သူတို့တတ်မှတ်ချက်မရှိတာဖြစ်တဲ့အတွက်တကယ်လို့ဒီ search ရှယ်တဲ့လူတွေကတော့စမ်းကြည့်လို့ရတယ် content monetization ကိုပေါ့နော်9000လောက်ရှိတဲ့လူတွေကတော့စမ်းကြည့်လို့ရတယ်ပို့ပြီးတော့ဆက်ပြီးမယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါဗျာအားလုံးပဲ content monetization တွေပွက်ကြပါစေလို့လည်းပဲဆုတောင်းပေးလိုက်ပါတယ်ဗျာ